ရခိုင်ပြည်နယ်မကွေးတိုင်းအဆက်အန်ယိုမာအောက်ကမင်းလာနဲ့ပဒန်းမြို့နယ်တွေမှာစစ်ကောင်စီကတပတ်အတွင်းဇနီးမောင်နှံ2ယောက်ကိုတပ်ဖြတ်ပြီးရှင်းအမျိုးသမီး3ယောက်အပါအဝင်6ယောက်ကိုဖမ်းဆီးသွားတယ်လို့သိရပါတယ်။တပ်ဖြတ်ခံရသူတွေဟာပဒန်းမြို့နဲ့မင်းလာမြို့အဆက်ကြားကမင်းလာမြို့အပိုင်းကြက်ဖြားကြီးရွာကဇနီးမောင်နှံ2ယောက်ဖြစ်ပါတယ်။ဖမ်းဆီးခံရသူတွေကတော့ပဒန်းမြို့နယ်လက်ပံတကားရွာကအမျိုးသား2ယောက်လက်ပံကုန်းရွာကအမျိုးသား1ယောက်နဲ့လှိုင်ရွာကရှင်းအမျိုးသမီး3ယောက်တို့ဖြစ်ကြပါတယ်။အသက်ခံရသူတွေနဲ့ဖမ်းဆီးခံရသူတွေဟာမေလပထမပတ်အတွင်းစစ်ကောင်စီရဲ့တပ်မ69ကပုံမှုရှုပ်နိုင်ဝင်းဦးဆောင်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့တပ်ဖြတ်တာနဲ့ဖမ်းဆီးခြင်းတွေကိုခံခဲ့ရတာဖြစ်ပါတယ်။တပ်မ69ပုံမှုရှုပ်နိုင်ဝင်းနိုင်ရကန်ဖက်မှတာဝန်ကျကတဲ့ကအဖမ်းအဆီးတွေပိုကျက်လာပြီးပိတ်ပင်ကန့်သက်တာတွေလည်းပိုများလာတယ်လို့ပဒန်းမြို့နယ်စီရေးသတင်းရင်းမြစ်တွေကပြောဆိုကြပါတယ်။